ပြည်내စိုက်ပျိုးရေးမိုးမြူရေးတတော်နဲ့တတုဝန်ကြီးဦးမန်ရင်သားကရှင်းလင်းဆွေးနွေးပြပါရန်လေးစားစွာပန်ကြားပါတယ်ရှင်အားလုံးမင်္ဂလာတနေ့ကပါကျွန်တော်ကတော့ချင်းပြည်နယ်ဆိုရစိုက်ပျိုးရေးမွေးမြူရေးနဲ့မိမိတစ်တော်နဲ့တတ်တို့တောင်းယူတဲ့ဒီနေ့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီကျွန်တော်တောင်းယူထားတဲ့ဌာန12ခုလောက်ရှိပါတယ်ဥပမာဟိုဆိုရဲချက်ဒီအားလုံးကိုကျွန်တော်တင်ပြနိုင်ဖို့အချိန်ကန့်သတ်ကြောင်းဖြစ်နေတော့ကျွန်တော်အရေးကြီးတဲ့ချက်တွေပဲကျွန်တော်တင်ပြတော့မှာဖြစ်ပါတယ်။ဘယ်မှာဆုံးနေလဲကျွန်တော်ဒီနေ့စေမြောင်းဝန်ကြီးဌာနစေမြောင်းဦးစီးဌာနရဲ့ဥဆောင်ချက်များကိုတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ချင်းပြည်နယ်ပြည်မြို့နယ်ခိုင်ကမ်းမြို့မှာငူးရဒီတိုင်းဟိုဒီတိုင်းစားမှုဖြစ်ပြီးတော့အင်ဂျီတို့များဒုက္ခရောက်ဟိုဘေးရောက်နေတဲ့ဟိုချင်းလူတော့ပွဲချောင်းလို့ခေါ်ပါတယ်။မြန်မာလူတော့စေးချောင်းဒီခိုင်မှုအားဖြင့်ကာကွယ်နိုင်ရေးအတွက်ရေထင်းတာတမန်ပြည်တောင်းထောင်ကိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒါဆောင်ရွက်တဲ့အတွက်ကျွန်တော်တို့နောက်မှာဒီမြို့ရဲ့ဒုက္ခတွေရေတိုက်ဆမ်းမှုတွေကိုဆောင်ရွက်နိုင်မှာဖြစ်တဲ့အပြင်ကျွန်တော်စိုက်ပျိုးမြေဧကလည်း940ဧကလောက်ဒီပြီးဝင်နိုင်မှာဖြစ်ပါတယ်။နောက်ပြီးခိုင်ကမ်းနဲ့အနီးတစ်ဝိုက်မှာရှိတဲ့ကလေးမြို့လိုင်တရရက်ကွက်ကျွတ်တုံးပင်ရက်ကွက်တောင်ပီလာရက်ကွက်စတဲ့ကလေးမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူတွေတောက်တုံးဒီဖူလုံမျိုးလေဟိုရရှိအောင်ပုံမဖြစ်စွမ်းနိုင်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။နောက်ပြီးတော့သုံးစာမြို့နယ်ဆေထောစာကြီးစွာမှာနတ်မြောင်းချောင်းနဲ့လေမီဒီက90ခန်းချောင်းကြီးတိုက်စားခြင်းမှာကာကွယ်ရန်မီတင်းနိုင်ရန်ကိုပြုလုပ်နိုင်ခဲ့ပါတယ်။ဒီပြင်မြင်းတပ်မြို့နယ်ထင်ချောင်းကြီးရွာမူတီထံရွာသွင်းမှုကြောင့်ဒီတွင်မြောင်း186ပြည်ဟာကျုပ်ပေါက်ပြည့်စည်သဖြင့်စိုက်ပျိုးရေးခက်ခဲဖြစ်တဲ့အတွက်အလျား180ပြည်ရှိသောကြောက်စီဒီမြောင်းမိထင်းနိုင်ပြုပြင်ခြင်းစိုက်ပျိုးရေးလုံလောက်စွာပေးနိုင်ဟိုပြုပြင်ခြင်းဖြင့်စိုက်ပျိုးရေးဟိုရေကိုလုံလောက်စွာပေးနိုင်ပြီဖြစ်တဲ့အတွက်ဒီတပ်ကများကျိုးဖြစ်ထွန်းစေဖို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။နောက်စိုက်ပျိုးရေးအနေနဲ့စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ချင်းပြည်နယ်မှာရှိတဲ့အခါမြို့မှာရှိတဲ့တောင်တူနည်းပညာပေတုတ္တနာဖွံ့ဖြိုးရေးလုပ်ငန်းနဲ့လက်ကျင်ရေးပညာပေးဗဟုဌာနကျောဖို့အစစ်မြင့်တင်ဆောင်ရွက်ခြင်းဟိုဆောင်ရွက်နိုင်ပါတယ်မြို့ကောင်းမြို့ကန်ဖြန့်ဖြူးစိုက်ပျိုးနိုင်မှုအနေဖြင့်လည်းပလဲတွေစပါးမျိုး140ဧကအတွက်၎င်းဆွေအေးစပါး55တင်ကို၎င်းဖြန့်ဝေဆောင်ရွက်နိုင်ခဲ့ပါတယ်2018ခုနှစ်ချင်းပြည်နယ်မူရတီအတွင်းကော်ဖီပြုထောင်ထားရှိမှုအနေဖြင့်ချန်ပေါင်း17ချန်ကော်ဖီချန်17ချန်မှာပြုပင်ပေါင်း3သိန်းနဲ့6သုံးပင်ပြုထောင်ထားရှိပြီးတော့ကျွန်တော်တို့2018မူရတီစိုက်ပျိုးရေးထုတ်လုပ်မှုတွေနေဖြင့်ဧကပေါင်း8848ဧကကိုစိုက်ပျိုးနိုင်ခဲ့ပါတယ်။နောက်ကုန်းမြင့်လယ်ယာဦးစီးဌာနအနေဖြင့်နိုင်ငံတော်ရဲ့တတိယတစ်နှစ်ကာလအတွင်းမှာကျွန်တော်ချင်းပြည်နယ်မြို့နယ်များမှာကြေးရွာပေါင်း20မှာကုန်းမြင့်လယ်ယာကိုဧက900ရန်ကုန်ငွေကျပ်တန်ပေါင်း930လက်တမ59တန်းဖြင့်ပေါ်ထုတ်နိုင်ခဲ့ပါတယ်နောက်စမှုလယ်ယာအနေနဲ့တ
တော်ချင်းပြည်နယ်အတွင်းလေယာကဏ္ဍဖွံ့ဖြိုးရေးအတွက်စက်မှုလေယာကူးပြောင်းရေးလုပ်ငန်းအကောင့်ထဲပေါ်ဆောင်ရွက်နိုင်မှုအနေဖြင့်ကျွန်တော်တို့ဒီဒေါန်ဖန်ဒေတွန်ဆက်အစည်းလေးစေပြည်သူတောင်သူများရောင်းချပေးနိုင်ခဲ့ပါတယ်နောက်ပြီးတော့စပါးချွေလိပ်ဆက်များနဲ့လည်းလေတော်တော်များများကိုကျွန်တော်ချွေလိပ်ရေးသိမ်းပေးနိုင်ခဲ့ပါတယ်နောက်ပြီးတော့လက်ကျင်းပညာပေးနဲ့ after sales service များကိုလည်းဆောင်ရွက်မှုဟာလုပ်ငန်း40လောက်ဆောင်ရွက်နိုင်ခဲ့ပါတယ်နောက်တမဝယ်မှအနေနဲ့ Exim Bank ရဲ့အချင်းငွေဖြင့်စိုက်ပျိုးရေးမွေးမြူရေးရက်ကန်လုပ်ငန်းများအတွက်အသင်းပေါင်း434တင်အသင်းသားဦးကြီး2093တို့စိုက်ပျိုးရေးအတွက်ဧက38,453ဧကမွေးမြူရေးအတွက်မွေးမြူရေးအကောင့်ကြီး9,364နဲ့မွေးမြူရေးအတွက်ချင်းငွေတန်ပေါင်း9,311တန်ထုတ်ချေပေးနိုင်ခဲ့ပါတယ်နောက်တစ်တော်အနေနဲ့တော့ပြောရရင်2018ခုနှစ်ချင်းပြည်နယ်တွင်မူရတိစိုက်ပျိုးခဲ့တဲ့စိုက်ခင်းများစည်ရင်းဟာစုစုပေါင်းဧက935ဧကဖြစ်ပြီးတော့2019ခုနှစ်မှာချင်းပြည်နယ်မူရတိစိုက်ပျိုးမဲ့စိုက်ခင်းများစည်ရင်းရာဧက935ဧကဖြစ်ပါတယ်ကျွန်တော်တင်ပြချက်ပေါ်မှာမင်းမြန်လိုတာရှိရင်လည်းကျွန်တော်တို့ဒီစီစဉ်ရောက်ရင်မင်းမြန်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါ